တော့ဥပမာတော့ပြောနေလားလာအိမ်လည်းဘယ်လိုဖြစ်နေလဲမသိတော့ကိုရဟိုကလူဖြစ်နေတာလာဟိုမှာလူတွေပြင်လာကရထောင်းရလားဒီရောအခုနဲ့မဖုန်းအခုနဲ့မဖုန်းဟဲ့လောပါမဟုတ်တဲ့ရပြယူတယ်ဘယ်ဒါဖက်တဲ့ကနေပါခါနေလဲဟုတ်လားတော့ဟုတ်မဲပဲချိုးမဟုတ်ရဲ့ဟာมาเลยเป็นอะไรต้องทำอะไรอย่าเลื่อนมั้งมาเลยใส่หัวเจ้าหัวเจ้า我这边去他那个干啥了？你说。